ဒီနေ့ကိုကြီးလုံထောင်ကလွတ်မဲ့နေပဲအားလုံးပဲစိတ်သက်တွေမြင့်ထားကြစမ်းငါတို့ရဲ့ဂိုင်းချုပ်ကြီးပြန်လာတာကိုကြိုဆိုကြမယ်ဒီနေ့ထောင်ကလွတ်လာတာကြိုဝမ်လုံးကိုချက်မြောက်တကားကွာဒီမျိုးရဲ့မျိုးတဝက်ကိုတကူတော်ဓာတ်တလက်နဲ့တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ကြိုဝမ်လုံးလေးကိုကြီးလုံမမလေးကိုကြီးလုံကောဒီနေ့ငါညီကိုတွေကိုအားလုံးကိုဥညွတ်ပြီးတောင်းပန်ခြင်းပါတယ်မမလေးဒါဘာလို့တာလဲဗျာဒီနေ့ကစပြီးကျေးဇူးပြု၍ရှင်တို့အားလုံးငါယောက်ျားကိုနောက်ထပ်လာမရှာကြပါနဲ့တော့ဒီကဘာပေါ်မှာကြိုဝမ်လုံးဆိုတာမရှိတော့ပါဘူးခဏလေးနော်အခုလောလောဆယ်နည်းနည်းအလုပ်ရှုပ်နေလို့ကိုကြီးလုံအကိုထောင်ကလွတ်လာပြီလားဟိုးတော့ကနာမည်ကြီးခဲ့တဲ့ကြားကြီးဟုရဲ့ကအခုတော့ဒီလောက်တောင်ဝလာတာလားတုံးကအကိုပဲကျွန်တော်ကိုဒီကားပြင်ဝက်လျှော်လေးပေးခဲ့တာလေအဲ့ဒီနောက်ပိုင်းဓာတ်တောက်ကတော့သွေးချောင်းစီးတဲ့ဘဝကြီးကိုမဖြတ်တန်းရတော့ဘူးအခြေအနေလေးကောင်းလာတော့လူကလည်းဝလာတာပေါ့အခုဆိုကားပြင်တဲ့ပညာရက်တွေတော်နေပြီပေါ့ဒါပေါ့အကိုဒါနဲ့ကိုကြီးလုံးအကိုကဘာလို့ဒီကိုရောက်လာတာလဲညီအကိုတွေကအကိုကိုဂိုင်းချုပ်နေရပြန်ထိုင်ဖို့ဟိုတယ်မှာတောင်းဖျကြိုးဆိုပွဲလုပ်ပေးထားကြတာလေငါတို့ရဲ့ကတိကိုမှတ်မိသေးလားကိုကြီးလုံးအကိုတစ်မျိုးလုံးကိုသိမ့်ပိုက်ပြီးတဲ့အခါအကိုသမီးကမင်းသမီးလေးဖြစ်လာမှာလေအကောင်တွေဘသူကဖအေးဖြစ်ပြီးမှဂိုင်းဆက်ထောင်နေအောင်မှာလဲငါဖအေးဖြစ်လာတဲ့နေ့ကျရင်မင်းစီမှာပဲကားပြင်လာတင်တော့မယ်ကိုကြီးလုံးအကိုကတကယ်ပဲဒါနဲ့အကိုဝက်လျှော့မှာလူလိုသေးလားဘာတွေပြောနေတာလဲအကိုရာဒီကားပြင်ဝက်လျှော့ကအကိုပေးခဲ့တာလေအခုအကိုပြန်လာပြီဆိုတော့အကိုကပဲတထေးပေါ့နမေကျော်ကျိုးဝမ်လုံးကတကယ်ပဲအတိတ်တွေကိုစွန့်လွတ်ပြီးအမားပြင်စင်ကဂိုင်းလောကကနေထွက်လိုက်ပြီပေါ့ငါထောင်ကျနေတဲ့နှစ်တွေအတွင်းမင်းတော်တော်ပင်ပန်းသွားပြီးမွေးနေ့မှာပျော်ရွှင်ပါစေဒီနေ့သမီးရဲ့မွေးနေ့ပါတီကိုအဖေနဲ့အမေတကယ်လိုက်လာလို့မရဘူးလားဟင်ဟာအဖေကလည်းသမီးကအသက်18နှစ်တောင်ရှိနေပြီဟာမွေးနေ့ပွဲလုပ်တာကိုမိဘတွေပါခေါ်သွားရင်အဆက်ကွဲမှာပေါ့မင်းပါလုပ်တာလဲငါ့ကိုရိုက်ရဲတယ်ပေါ့လေဒါဆိုလဲသမီးသွားတော့အရန်ကြီးမိုးမချုပ်စေနဲ့ဦးကိစ္စတစ်ခုခုရှိရင်အဖေစီဖုန်းဆက်လိုက်ကြလားစိတ်ချပါအဖေရဲ့မင်းကိုငါကနည်းနည်းလေးကင်ကြည့်တာဘာဖြစ်လဲငါ့ကိုပြန်လို့ရဲတယ်ပေါ့မင်းတီလားငါအဖေကဟိုးတုန်းကကြိုဝမ်လုံးရဲ့လက်အောက်ငယ်သားကွသမီးမင်းတန်ရရသွားတာလား